ကျွန်တော်ဒီမှာ3ညကြံသေးတယ်နော်ဟုတ်တယ်ဟိုလေအကောင်ကြီးနဲ့လေအဲ့ဒီဘီယာဆိုင်လေးဘာရဆိုင်နော်အော်ဟမ်အဲ့လို recommend ပေးတော့ကျွန်တော်သွားချင်သွားပြီနဲကောင်ဟုတ်တယ်မလားမင်းပြောတာနဲကောင်ပြောတာနေပဲလေနန်းကောင်ကဘယ်သူငါ့မျက်လုံးထဲမှာတင်းတင်းလေးခေါ်စီလာလားပါလားခေါ်စီလာလားကောင်းသူပြောတာမကောင်းတယ်ပြောရိုက်တာမကောင်းတော့တားတော့ကိုရတတ်တာပေါ့ဘိုင်းနေဈေးကြီးတယ်ပြောပတ်သွားနေရပတ်သွားရောက်ဖို့သွားတာလေရောက်ဖို့သွားတာပါမန္တလေးမြို့ဒီလိုစိတ်ဒုက္ခတွေရောက်နေတိုးတော့ဘီယာတော့မပြတ်ဘူးကျမကြီးကောင်းနေစီးကောင်းအောင်လို့သူများပြောညီလေးမန္တလေးတောင်တက်ဘူးဘူးပါကြီးလားမန္တလေးတောင်အကို10ကောင်းရှိပြီဘေးနာဖြစ်သွားတာကျွန်တော်10ကောင်းရှိပြီဟုတ်တယ်ကိုလီထိုင်းလာတာလေမန္တလေးတောင်ပါဆိုမှမန္တလေးတောင်ဘလို့ကူလူတာအခုခမရလေရွှေမိုးလိုပဲဘာဖြစ်လဲအားကျဲတယ်လီကျဲတယ်ဟုတ်တယ်ကျဲတယ်ဖင်ကောင်းကျဲတယ်အခုကြိုက်တဲ့လူနဲ့နိုင်ကိုဖျားလေးတစ်ချက်ကစားမဲဖောက်ပေးပါလားဟုတ်လို့ဟိုကိုကြီးကိုဘေးထိုင်လို့ဖျားမရှိလို့တန်းကားပေါ်တက်ထိုင်တာအမှန်က तू ကညီကောင်မောင်နှမအမျိုးတွေနဲ့လာတာဝယ်ထားတာ2ချက်တည်းသူတယောက်တည်း1ချက်ဖြစ်မှာဆိုလို့ဘေးထုတ်တာမဲသူတယောက်တည်းဘေးထုတ်တာသူစိတ်ဆိုးပြတ်လို့ချစ်လိုက်တာစိတ်မဆိုးရတော့လေနော်စိတ်ဆိုးတဲ့ကျူးမဆိုင်ပါဘူးဟာဟဲ့ကိုဒါစားကိုကျော်စရာတိပြတ်တော်ယူมาလားဒါတော့ဆိုရင်လူတွေကဓမ္မုံရိုက်ကိုချောင်းအဲ့ဒါနော်ကာယကံဝစီကံမနောကနဲ့ဩရပါပြီမင်းကကျွန်တော်လည်းအပေါ်ကနေဒီကဆိုရင်တော့ငါမလိုက်တော့ဘူးနော်မင်းတို့တကားလည်းထည့်ပေးလိုက်ကိုကလည်းကိုမရှိဘဲနဲ့ဘလို့နေတတ်မှာလို့အဲ့လိုမျက်နှာလေးကအဲ့လိုလုပ်ပြီးတော့လှုပ်ချင်တာလုပ်တယ်ကိုရှိတယ်ဘာမှမဖြစ်ဘူးကိုရှိရင်မိုးကောင်းရင်တော့ဒူးနဲ့ဖြတ်တိုက်လို့ရအဲ့တော့ကြောင်းမို့လေဖွဲ့သူဖွဲ့သားတွေအားလုံးကိုအားကိုပြီးနေရရှာကိုသာတကယ်လို့ချစ်သူထားလိုက်ရင်ဘာမှဖြစ်ဘူးချစ်သူဒါလည်းကားမှာပဲဘွဲတွေကလက်ခံလာတာချစ်သူလည်းသုံးတာသူလည်းမယောနိုင်ဘူးချစ်သူလည်းဟုတ်တယ်ချစ်သူလည်းထားလို့မရဘူးအားလုံးတရားတစ်ခါကျင်းတယ်ပဲကိုအောင်တပူရဲ့မရကြီးကဒီမှာအမေဒီကနေမရကြီးရတန်းတာအဲ့လိုပဲကျွန်တော်တို့အဖွဲ့တွေအဲ့လိုတဲ့ရှိရှိပဲလိုပဲထိုးတာကြိတ်တာတွေပါမရှိဘူးပြောပြမယ်နော်ကိုကဒီအဖွဲ့သားတွေကိုထားပြီးရုပ်ရှင်တော့ရိုက်တယ်ရိုက်ပြီးတော့အဖွဲ့သားတွေမင်းတို့စားကြမရှိတော့မင်းတို့အေးရသူမျက်နှာပြလာပယ်ရမယ်ဟိုတယ်ပြအဲ့ရိုက်ကူးရဲ့အဖွဲ့တစ်ပွဲလုံးတော့ပြီးရှူတင်ခမင်းလိုက်စားပလိုက်ကျွန်တော်လည်းမျက်နှာပြတ်သွားပါပဲကိုစောအာယုံနဲ့ဥဆောင်အမလေးနော်ကျွန်တော်ညီလေးတကယ်ဆိုင်ကျန်ညီလေးတကယ်ကြီးကြီးပါကိုလည်းကျွန်တော်တို့ကြီးပဲမဟုတ်ပါဘူးသူ့ဖန်တွေပါပါတယ်တအုပ်စုလိုက်စားတာသူတို့လည်းပါတော့ဘာမစားအောင်လဲတကယ်တော့ကျွန်တော်တို့ဒါညီလေးကတနေ့သားပဲရှိတယ်တနည်းတည်းမှာကျွန်တော်တို့အခုလိုမျိုးပစ္စည်းတွေနဲ့လူတီးရဲ့အောင်မြင်တဲ့မင်းသားတယောက်ဖြစ်တာ respect ပေးပါတယ်တကယ်ပြောတာ respect ဘယ်လိုကောင်းလဲအလိုပီကြီးကလက်တော့အကိုတို့စကားရရောတက်နေလို့ပြောတယ်ဘာလို့ငါလိုက်ဆရာလာလဲခါကြတော့ဒီတော့မောင်နှမတွေပြောလို့ဆိုလို့မကောင်းသူများဆရာလို့ပြောတယ်ကျောင်းဆရာဖြစ်ရတာဦးလေးရတယ်ဦးလေးတော့ဦးလေးရတယ်ကလေးကိုမစူပါနဲ့ကလေးနဲ့သူတို့ကပရေတော့နေအကိုကလည်းကိုဖြိုးပဲလူတွေကဝိုင်းပြောနေပြောရင်လည်းမကောင်းသူ့ကိုမချီးမူးပြောမချီးမူး